မိန်းကလေးဘွားနဲ့စိုက်ကားနင်းနေရတဲ့မတ်သိန်းစုထွေးကိုဆရာဝန်ဖြစ်အောင်ကူညီမဲ့ Lady Grace စိန်ဆိုင်တထေးမကြီးမိန်းကလေးဖြစ်ပေမဲ့စိုက်ကားနင်းနေရတဲ့ LGBT ကျူမတ်သိန်းစုထွေးခေါ်ရင်းရဲ့ဘွားကိုတဆစ်ချိုကဲတင်လိုက်တာက Lady Grace စိန်ဆိုင်တထေးမကြီးမတ်နန်းတင်မိုးသူပါမတ်သိန်းစုထွေးခေါ်ရင်းဟာစာတော်ကဆရာဝန်ဖြစ်စေခြင်းပဲဘဝပေးချင်နေရမိန်းကလေးကနေစိုက်ကားနင်းနေရတာပဲဖြစ်ပါတယ်။ထို့သဖြင့်တော့မတ်သိန်းစုထွေးဟာမိန်းကလေးကနေယောက်ျားစိတ်ပေါက်နေတဲ့ယောက်ျား LGBT မှုလို့လည်းမတ်သိန်းစုထွေးဟာရင်းဆိုတဲ့နာမည်နဲ့တူယောက်ျားလေးတယောက်လိုစိုက်ကားနင်းစားနေကြရတာပါ။ခုကမှတော့မြန်မာနိုင်ငံထိပ်တန်းနာမည်ကြီးရွှေဆိုင်တစ်ခုဖြစ်တဲ့ Lady Grace ရွှေဆိုင်ကစိုက်ကားသမားလေးသိန်းစုထွေးကိုဆရာဝန်မကြီးဖြစ်အောင်ထောက်ပံ့မိမယ်လို့ပြောလာတာပါ။နိုင်ငံကျော် Lady Grace စိန်တိုင်းပိုင်ရှင်တထေးမကြီးနန်းတင်မိုးသူကစာတော်ပြီးတော့ဆရာဝန်ဖြစ်ခြင်းနဲ့စိုက်ကားသမားလေးရင်းခေါ်သိန်းစုထွေးကိုဆရာဝန်ဖြစ်ခြင်းတဲ့အထိကိုကျောင်းပညာသင်စရိတ်အားလုံးကိုတာဝန်ယူကကျောင်းကိုလည်းအကောင်ဆုံး private school ကိုထားပေးမယ်လို့သိရတာပါ။ဒါကလည်းမိဘကိုစိတ်ချမ်းသာစေခြင်းနဲ့စိုက်ကားမလေးရင်းခေါ်မတ်သိန်းစုထွေးကိုစေတနာအကျိုးပေးရလို့ဆိုရမှာပဲဖြစ်ပါတယ်။